ကဲဒီကနေ့မှာတော့လုံးဝကိုဝမ်းသာစရာသတင်းတွေကြားရပြီးအမျိုးတို့ရေနေပြည်တော်မှာရှိတဲ့ဥဒ္ဒရသီရိမြို့နယ်ကစစ်တပ်ရဲ့စကန်ကို PLA တပ်ကဝင်ရောက်စီးနင်းလိုက်ပြီးတော့အဲ့ဒီ PLA တပ်ဟာဆိုရင်တော့ဖြစ်နေပြည်တော်ဝန်းကျင်ထိရောက်ရှိနေပြီးတော့အဲ့ဒီအနီးနားပတ်ဝန်းကျင်တွေမှာနေရာယူထားလိုက်ပြီးဖြစ်ကြောင်းကြားသိရပါတယ်။လိုင်းသားလက်နက်ကိုင်ချစ်ပြီး AA ဒိုးနေတာပူပေါင်းပြီးတော့ကျန်တဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့AG ကလည်းများစွာထောက်ပံ့မှုတွေသာလုပ်မယ်ဆိုရင်နေပြည်တော်ကိုဝင်ကိုက်နိုင်မဲ့အခြေအနေရှိနေပြီဖြစ်ကြောင်းဒီကနေ့မှာအသီးလင်းကိုဆိုထားရပြီဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်အခြေစိုက်ထားတဲ့နေပြည်တော်ဥဒ္ဒရသီရိမြို့နယ်မှာရှိတဲ့စစ်တပ်စကန်ကို PLA ကဝင်ရောက်စီးနင်းပြီးနေပြည်တော်ဝန်းကျင်ထိ PLA ကရောက်ရှိနေရာယူထားပြီဖြစ်ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အထွေထွေအသွင်ရေးမှုဖြစ်တဲ့ရေးပေါ်နေနီကျော်ကဒီကနေ့မှာပဲသတင်းဌာနတွေအကုန်လုံးကိုအသီးပြုဖို့အတွက်အရေးပေါ်အသီးပေးလာရတယ်ပေါ့နော်ဆိုတော့ဝင်ရောက်စီးနင်းမှုမှာဒီဆုံးမှုတွေရှိသလိုလက်နက်ခဲအများကြီးเนาะသိမ့်ပိုက်ရရှိမိကြောင်းလေးကြားသိရပါတယ်ဆိုတော့မကြခင်မှာနေပြီးတော့လမ်းများအားလုံးနေပြီးတော့သူဆိုတကယ်တော့မကြခင်မှာကျွန်တော်မြင်ရပါတော့မယ်နောက်ထပ်သတင်းကောင်းကတော့ဒါထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောတောင်မြို့ကို KLLA ဦးဆောင်တဲ့တော်လိုင်းရေးတပ်များကအပီးတက်เนาะတိုက်ခိုက်သိမ့်ပိုက်လိုက်ပြီးတော့စစ်သားများအားလုံးအလံဖြူထောင်ပြီးတော့အကုန်လုံးဒီဘက်ကထိုင်းဘက်ကဒါအသက်လူเนาะထွက်ပြေးသွားခဲ့တဲ့အကြောင်းကျွန်တော်ကြားသိရတယ်ပေါ့နော်ဆိုတော့လက်နက်တွေသိန်းထောင်တောင်းချီဖို့လက်နက်တွေအများကြီးသိမ်းရပါတယ်เนาะတကယ်လို့မှဝါသာစရာကောင်းတယ်တစ်ဖက်မှာလေเนาะဒါတရုတ်ရဲ့အဘမင်းအောင်လှိုင်ရဲ့အဖေပေါ့เนาะမင်းအောင်လှိုင်ဘောဆိုလို့ရတယ်ကျွန်တော်တို့အဖေရဲ့ဒါဘယ်လိုပြောရမလဲအကူညီနဲ့လာရှိုးမြို့ကိုပြန်လည်ရရှိထားတဲ့စစ်တပ်က MNDAA နဲ့ပြဿနာပြန်တက်ပါပြီ MNDAA ကတရုတ်ရဲ့ဖိအားနဲ့လာရှိုးမြို့ကိုနော်လာရှိုးမြို့ကနေပြန်လည်ပြီးတော့ဆုတ်ပြေးတယ်အဲ့ဒါကိုတော့မယောင်းလိုက်တော့မချေတတ်ဘူးခုလာရှိုးမြို့ရဲ့အပြင်ဘက်မှာနေထိုင်နေတဲ့ MNDAA တပ်ဖွဲ့တွေကိုမယောင်းလိုက်တော့ကလုံးဝအဲ့ဒီနားမှာနေထိုင်ခွင့်မပေးဘဲနဲ့မြို့ပြင်မြို့ထွက်အကုန်လုံးကိုဒါကျွန်တော်တို့ပဲထိန်းချုပ်ခြင်းနဲ့ဆိုရဲအနေထားမျိုးနဲ့ဒါပြဿနာကိုနော် MNDAA တပ်ဖွဲ့ဝင်တွေကိုမြို့တွေကိုလေဝင်ခွင့်မပေးတော့ဘူးဆိုရဲအနေထားမျိုးရှိနေပြီးတော့တော်တော်လေးကိုပြဿနာတက်နေပြီးအချိန်မရွေးပြန်လည်ပြီးတော့စော်ကဲသွားနိုင်တဲ့အခြေအနေရှိနေကြောင်းလည်းကြားသိရပါတယ်ဗျာ